အေးပေါ့ဥရောပါဖေယာမေလို့တယ်သမီးလို့သမီးအေးဥရောပါလို့ရဲလို့ဥရောပါလို့လေသမီးလို့လေဥရောပါဖေယာတော့ဟိုဘက်ကတော့မေဆိုလို့ဘက်ကတော့ချောလုံးမချောလုံးမချာဟုတ်ကြည့်လို့ဒီဘက်ကသမီးကလည်းဘယ်ကိုကြောနေရတယ်လေရေးနေဒီနာက